အားလုံးပဲမင်္ဂလာပါမင်းဂျပန် channel ကမိပဲဖြစ်ပါတယ်မိဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ဂျပန်ဘာသာစကားလေ့လာနေတဲ့သူတွေအတွက်အကျိုးရှိစေမယ့်ဂျပန်မှာတောင်းနေတဲ့အခါသုံးရမယ့်အသုံးအနှုန်းလေးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားချင်ပါတယ်ဒီဂျပန်တွေကပေါ့နော်အရင်ရင်ကြီးကြပြီးတော့သူတို့ကအမှားတစ်ခုလုံးနေတာပဲဖြစ်ဖြစ်ပေါ့နော်ချက်ချင်းကိုတောင်းမှန်ကြတယ်ပေါ့နော်ပြောမယ်ဆိုရင်သူတို့အတောင်းမှန်တဲ့ဟာလေးပေါ့နော်သူတို့စမှာ level အမျိုးမျိုးရှိတယ်ပေါ့နော်ကိုကတကယ်ကိုရဲ့စိတ်ကတကယ်ကိုစိတ်မကောင်းဖြစ်တယ်တကယ်ကိုတောင်းမှန်ခြင်းတယ်ပေါ့နော်ဒါပေမဲ့ကိုတောင်းလိုက်တဲ့ဘာသာစကားလုံးကအတုံးလုံးကပေါ့နော်ပြောမယ်ဆိုပေါ့ဘာတောင်းမှန်တဲ့စကားလုံးအတိတ်ပဲဖြစ်သွားရင်ပေါ့နော်တစ်ဖက်တစ်ဖက်တအားစိတ်ဆိုးတယ်ပေါ့နော်ဒီဗီဒီယိုလေးစိတ်ဝင်စားရင်တော့အဆုံးထိလိုက်ပြီးကြည့်ပေးကြပါဦးနော်ပထမဆုံးတစ်လုံးက comment ဆိုတဲ့စကားလုံးဖြစ်ပါတယ်ဒီ comment ဆိုတာအနေဆုံးအတောင်းပန်တဲ့စကားလုံးဖြစ်ပြီးတော့တကယ်ချင်းအချင်းချင်းတမန်ဖို့ရင်ဒီမိသားစုအချင်းချင်းပေါ့နော်ကိုယ့်ရဲ့မိသားစုရဲ့ချင်းချင်းကြားထဲမှာပြောနေပြောတာရှိတယ်တောင်းပန်တဲ့စကားပဲဖြစ်ပါတယ်ဥပမာစာကြောင်းလေးနဲ့ပြောမယ်ဆိုရင်ပပ comment Chris ကတည်းကအဲ့လိုမျိုးအဖေဒီကနေခွင့်ပြုချက်တောင်းတဲ့အခါကျရင်အဲ့လိုမျိုးတောင်းပန်ပါတယ်ဒီဥစ္စာခဏသုံးလို့ရမလားအဲ့လိုမျိုးဂျပန်မှာဆိုလို့ပြောရပါတော့နောက်တစ်ခုကတော့တကယ်ချင်းအချင်းချင်းဒီကြားထဲမှာပေါ့နော် comment ပြောပါဦးဒီကဝါဒုက္ခတာဆိုရင်ဒီတိတ်ပဲကဒီနေ့ဖြစ်တဲ့ကိစ္စငါမှားသွားတယ်ပေါ့နော်တကယ်ချင်းပြင်တောင်းပန်တဲ့အခါကျရင်ဒီ comment ကိုတောင်းပါတယ်သူထန်နောက်ထပ်တစ်စီးမြင့်တဲ့စကားလုံးကတော့ comment နာဆိုင်ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီ comment နာဆိုင်ကဘယ်လိုနေရာမျိုးမှာတုံးလဲဆိုရင်ခုနပြောသွားခဲ့တဲ့ comment နဲ့အတူတူနေပါပဲပေါ့နော်ဒီတကယ်ချင်းအချင်းချင်းရဲ့မိသားစုအချင်းချင်းရဲ့တောင်းတယ်ဒါပေမဲ့သူကတော့ပြောမယ်ဆိုနာဆိုင်ဆိုတဲ့အနောက်ကစကားလုံးကပါတဲ့အတွက်ကြောင့်နည်းနည်းလေး comment ဆိုင် format ကြရပေါ့နော်ဒါပေမဲ့အလုပ်ခွင်တွေမှာတုံးလို့တိတ်ပြီးတော့မသိရောပေါ့နော်ဒီလိုမျိုးတကယ်ချင်းအချင်းချင်းတိတ်ပြီးတော့မရင်းနှီးတဲ့မရင်းနှီးပေမဲ့တကယ်ချင်းပေါ့နော်ဒီတကယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်ဒီလိုမျိုးမိတ်ဆွေတွေပဲဖြစ်ဖြစ်တုံးလို့ရပါတယ်နောက်တစ်ခုကတော့ဆူမီမာဆန်ဆိုတဲ့အသုံးအနှုန်းပဲဖြစ်ပါတယ်ဒီဆူမီမာဆန်ဆိုတဲ့အသုံးအနှုန်းကတော့ဂျပန်မှာတကယ်ကိုနေ့စဉ်အသုံးအနှုန်းတွေထဲမှာနေတိုင်းကြားနေတာထားရှိတဲ့အသုံးအများဆုံးစကားလုံးပဲပေါ့နော်ဒီဆူမီမာဆန်သူကအမျိုးမျိုးသုံးလို့ရတယ်မိသားစုထဲမှာတော့တိတ်ပြီးတော့မသုံးဘူးနော်တငယ်ချင်းတွေဆိုရင်ပြောမယ်ဆိုတိတ်ပြီးတော့မရင်းနှီးတဲ့တငယ်ချင်းပေါ့နော်ဒါပေမဲ့တငယ်ချင်းတွေရဲ့ပြီးတော့အလုပ်ခွင်ထဲမှာဆိုရင်ပြောမယ်ဆိုကိုယ့်ရဲ့ဒိုးရောပေါ့နော်ဒီကိုဘောကအချင်းချင်းဒါမှမဟုတ်ရင်ကိုအထက်ကဥမာအပါတို့ဆန်နေဥမာအလဘိုက်တို့လောက်တဲ့ခါကျရင်ကိုအလဘိုက်တို့ဆိုရင်နောက်အခုတက်ကြီးတွေပေါ့နော်အဖွားတို့အတော်ရွယ်လို့ရှိမယ်တို့ဆိုရင်တခုအဲ့လိုမျိုးတောင်းမယ်တဲ့ခါကျရင်စမီမဆန်အဲ့လိုမျိုးတုံးလို့ရတယ်ပေါ့နော်ဒီ okay ဆန်နဲ့ပတ်သက်ပြီးတော့တစ်ခါတလေတုံးလို့ရတဲ့အခါလေးရှိတယ်လို့လည်းတုံးလို့မရတဲ့အခါလေးရှိပေါ့အဲ့ဒါကပြောမယ်စနဲ့ပတ်သက်ပြီးတော့တတိပြဖို့လိုရပေါ့နော်ပြီးနောက်တစ်ခုတတိပြရမှာကဒီစမီမဆန်ဆိုတဲ့အတိတ်ပဲနဲ့ဒီ comment ဆိုင်ဆိုတဲ့အတိတ်ပဲပေါ့နော်အများစုမလေးမှာထားရှိတဲ့ဟာကဒီပြောမယ်ဆိုမီပေါ့နော်မလေးမှာထားရှိတဲ့မှားခဲ့တာပေါ့နော်ကမီမြန်မာမှာနေတော့ဒီစမီမဆန်ကိုဘာလို့မှတ်ခဲ့လဲဆိုရင်ဒီစမီမဆန်အားနာပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တင်ခဲ့ရတယ်ပေါ့နော်မိကcomment site ကိုကြတော့တောင်းပန်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တင်ခဲ့ရတယ်ပေါ့နော်အဲ့ဒါဒီဂျပန်ရောက်လာတဲ့ခါကျရင်ပေါ့နော်ကိုအမားလုံးမြရဲ့ခါပေါ့နော်ဒီအမားတစ်ခုလုံးမိပါတယ်ပေါ့နော်အဲ့ခါကျရင်အမြဲဒီ sumimasen ဆိုတာတဲ့ comment site ကိုပို့ပြီးတော့ပြောမိရပေါ့နော်အဲဆိုရင်ဒီ sumimasen ဆိုတဲ့စကားလုံးက comment site နဲ့ပို့ပြီးတော့ format ကြတာလုံးဝတငယ်ချင်းအရင်ချင်းတငယ်ချင်းတော့မိသားစုအချင်းချင်းမှာပဲတုံးမှုတင်နေပဲပေါ့နော်ဒီ sumimasen ကပို့ပြီးတော့ comment site နဲ့ format ကြတယ်ဆိုတာအမှတ်ထားစေချင်ပါတယ်မိလိုမျိုးမမအောင်လို့ပေါ့နော်နောက်တစ်ခုကဒီ sumimasen ဆိုတာကဒီပြောမယ်တောင်းပန်တဲ့နေရာတစ်ခုတည်းမဟုတ်ဘူးလေဂျပန်မှာကျတော့ဒီ sumimasen ဆိုတဲ့စကားလုံးအမျိုးမျိုးသုံးနေပေါ့နော်ဥပမာအနေနဲ့ပြောမယ်ဆို waiter waitress ဒီ restaurant မှာအစားတောက်စားမယ်ဆိုအစားတောက်မှာစင်တာပဲဖြစ်ဖြစ်တစ်ခုရေးပေးပါတော့ဘာလို့အဲ့လိုမှာကျင်တာပဲဖြစ်ဖြစ်အားတော့ပါလေပြောမယ်ဆိုညီမမှာဆိုရင် hey ဆိုပြီးတော့ခေါ်ရပါရှိရပေါ့နော်ညီမမှာဂျပန်မှာကျတော့သူက sumimasen ကိုရေးထည့်ပြီး sumimasen menu ကလာ size sumimasen miso ကလာ size ဆိုပြီးတော့အဲ့လိုပြောမယ်ဆိုရင်ခုရှင်ကိုတော့ပါအနေနဲ့တုံးနေပေါ့နော်လူချာခံစကားအနေနဲ့တုံးနေပေါ့တုံးနေပေါ့နော်အဲ့ဒါက sumimasen ရဲ့ပြောမယ်ဆိုရင်အတုံးလုံးပဲဖြစ်ပါတယ်sumimasen ရဲ့နောက်ထပ်မြင့်တဲ့ level တခုတောင်းမှန်တဲ့ခါကျရင်သူထက်မြင့်တဲ့ level တခုကတော့ပေါ့နော်မိုးရှိဝကရလိမဆန်ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ဒီမိုးရှိဝကရလိမဆန်ဆိုတာကဒီ okay ဆန်ဒါမှမဟုတ်ရင်ပြောစကူရဲ့ဂျိုရှိပေါ့နော်ဂျိုရှိဆိုတော့တိတ်ပြီးတော့မရင်းနေဆက်ဆံထားမရှိဘူးပေါ့နော်ဥပမာပြောမယ်ဆိုတန်ချော်လို့အဲ့လိုမျိုးရင်းနေတဲ့တန်ချော်ဆိုရင်တော့ကိစ္စမရှိဘူးပေါ့နော်ဆိုမိမဆန်လေးဒါပေမဲ့ကိုတိတ်ပြီးမတွေ့တဲ့တန်ချော်လို့ပြောမယ်ဆိုတိတ်ပြီးမရင်းနေတဲ့လူကြီးပေါ့နော်အထက်လူကြီးပဲဖြစ်ဖြစ်ဒါမှမဟုတ် okay ဆန်နဲ့ပဲဖြစ်ဖြစ်ပြောတဲ့ခါကျရင်ကိုအမားလုံးရဲ့ခါကျရင်ဒီမိုးရှိဝကရလိမဆန်ကိုတော့ပါပါတယ်မိုးရှိဝကရလိမဆန်အတိတ်ပဲကပြောမယ်ဆိုမိုးရှိဆိုတာက EU ဆိုတဲ့အတိတ်ပဲရဲ့ format စကားလုံးဖြစ်ပြီးတော့ပြောမယ်ဆို working ဆိုတာကကျတော့ EU working ရဲ့ workingတွေ့အတိတ်ပဲပါလဲဆို DU ဒါမှမဟုတ်စစ်စမဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် EU DU စစ်စမဲကအဒီမဆန်ဆိုတာကပြောမယ်ဆိုလုံးဝဘာမှပြောစရာမရှိတော့တောင်းပန်ပါတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်သူကလုံးဝokay ဆန်နဲ့စကားပြောတဲ့အခါဂျော်ရှိနဲ့စကားပြောတဲ့အခါအမလည်းမြင်အခါကျရင်တောင်းပန်တင်းတုံးတင်တဲ့စကားလုံးပဲဖြစ်ပါတယ်သူကနောက်ထပ်တစ်ခုမြင်တဲ့ဟာကျတော့မိုးရှိဝကကိုဆိုင်မဆန်မိုးရှိဝကကိုဆိုင်မဆန်ကမိုးရှိဝကအာဒီမဆန်နေရာမှာဒီကိုဆိုင်မဆန်ဆိုတဲ့ဟိုပါတယ်ဗါလေသူ့ရဲ့format humble ကိုတုံးပြီးတော့ဒီလက်ချီပါအနေနဲ့ကိုကအောက်ဘက်ကနေပေါ့နော်နေလေရောက်နေတဲ့အနေအထားအနေနဲ့ဒီအာဒီမဆန်နေရာမှာကိုဆိုင်မဆန်ကိုတုံးပြီးတော့သူထနေနေလေးပဲမြင်အောင်လုပ်လိုက်တာပဲဖြစ်ပါတယ်သူကနောက်ဆုံးတစ်ခုကကြတော့ဒီတိုင်းဟန်မိုးရှိဝါကကိုဆိုင်မဆန်ပြီးတော့နောက်တစ်ခုကကြတော့ကိုကိုလိုရောဒီဖူကကူမိုးရှိargument ဆိုတဲ့စကားအသုံးလုံးပဲဖြစ်ပါတယ်ဒီကိုကိုလိုရောဒီဖူကကူမိုးရှိဝါကမိုးရှိ argument ဆိုတဲ့အဓိပ္ပာယ်ဘာလဲဆိုရင်တော့ဒီရင်ထဲကနေပေါ့နော်လိုက်လေးလုံးဝပြောမယ်ဆိုရင်ဟိုဘာလဲတကယ်ကိုဗါလေဘယ်လိုပြောမလဲအောင်ပြီးတော့ရှင်တဲ့နေလိုက်လေးနဲ့ဆိုင်ပေါ့နော်ဟိုဗါလေလုံးဝဖကကူဆိုတာနဲ့ဆိုင်အောင်ပေါ့နော်ဟိုဒီပြောစရာ
ဟုတ်ပါတောင်းမှန်ပါတယ်ပေါ့နော်မိုးရှိရကင်းမဆိုတာကတောင်းမှန်အတင်းရှောက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအလုံးဝရင်းနဲ့လိုက်လေးတောင်းမှန်နဲ့အရင်မှားသွားတယ်ပေါ့နော်မှားအဖြစ်ကြီးကိုကျိုးလို့မီပေါ့နော်အဲ့ချိန်တိုင်းတော့အဲ့ဒါတောင်းပါတယ်ဒါပေမဲ့အဲ့ဆိုတော့တိတ်ပြီးတော့ကြားတာမရှိဘူးလို့ထင်ပါတယ်အမင်းလည်းဒီဟိုဗာလေဂျပန်ရောက်တာတော်တော်ကြာပြီ3နှစ်လောက်ရှိပြီမဲ့ခါမှဒီစကားလုံးကြားဘူးလားတော့မရှိသေးဘူးဒါပေမဲ့အဲ့လိုမျိုးအရင်တစ်ခါတော့ကြားပဲကိုလုံးတဲ့အားဘိုက်တော့ပေါ့နော်အဲ့ဒီတန့်ချော်ကပြောပြတာပေါ့နော်ဒီတစ်ခါ okay ဆန်တယောက်ကဈေးလာဝယ်တာပေါ့နော်အဲ့ဈေးလာဝယ်တဲ့အချိန်မှာဒီအတူတူအလုပ်လုပ်တဲ့အားဘိုက်တော့တယောက်ကပေါ့နော်အကောင်မလေးကလည်းចောင်းသားပါတော့မသိဘဲနဲ့အဲ့ဒီအတူတူအဲ့ဟိုအတော်ရယ်သူ့ရဲ့သူဝိုင်းညောင်ဈေးလာဝယ်တာပေါ့နော်အဲ့တော့သူကမသိဘဲနဲ့ဒီတော့အဲ့အန်တီရပါတော့သူနဲ့တူပါလိုက်ခလေးအော်ဒီဥစားဟိုဗာလေအန်တီရဲ့တားလားဆိုပြီးသူကမှားပြီးပြောလိုက်နေတာပေါ့နော်အဲ့မှာအဲ့ဒီအန်တီကတားကိုစိတ်ဆိုးသွားပြီးတော့သူ့ရဲ့တားမဟုတ်သူ့ရဲ့မင်းဖြစ်တာသူ့ရဲ့တားလို့ပြောတယ်သူကအရင်အိုနေတာဆိုပြီးတော့ပေါ့နော်အရင်ဒေါ်လာထွက်သွားပြီးတော့အဲ့တန့်ချော်ရောဒီအဲ့ပြောတဲ့တန်ရောပြီးအဲ့ဒီဟိုပြောအင်းရောမှာဖြစ်တာပေါ့နော်အင်းရောဆိုရင်စပါမတ်ကတ်ဂျပန်မှာဆိုရင်စပါ shopping mall အကြီးရှိပါတော့အဲ့အင်းရောမှာလုံးဝအကြီးဆုံးအထက်ကတူပါစင်မသူအင်ကြီးတူကပြီးတော့တောင်းမှန်ဘာမှမဟုတ်တဲ့စကားလေးတစ်ခုချောင်းပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဆိုရင်တော့အဲ့လိုမျိုးကိုတို့ရောဒီကကူမိုးရှိရကဲမတ်အဲ့လိုမျိုးတောင်းနေပေါ့နော်အဲ့လိုမျိုးတောင်းတဲ့ခါကျရင်တို့ဂျပန်မှာနောက်ထပ်ဟိုဒါဘခုတတရအောင်ပြပြပေါ့နော်တို့တော့ဗါလေဒိုခဲစာဆိုရရှိပေါ့နော်ဒိုခဲစာဆိုပြီးတော့လဲလုံးဝနှစ်ဖူးနဲ့ဟိုဒီနက်ကိုပေါ့နော်မြေပြုံထိပြီးလုံးဝဟိုဗါတဘောစာလုံးအမားမှားခဲ့ပါလို့ပုံစံမျိုးတောင်းမှန်ပေါ့အဲ့လိုမျိုးလည်းရှိပြောမှဆိုဂျပန်တွေကအရန်ဟိုပြောမှဆိုဟိုတခါလေတို့စိတ်ဆိုးတဲ့ခါကျရင်ဒီညီမလူမျိုးတွေနဲ့မတူပဲအရန်ကြောက်ဖို့ကောင်းတယ်ပေါ့နော်ဒါတော့ဘုဒ္ဓရအောင်ပြပြပေးရပြပါတဲ့ကြောင့်မလို့ဂျပန်မှာဆိုရင်ဒီတောင်းမှန်တဲ့စကားပေါ့နော်တကယ်ကိုတတိထားပြီးတော့ပြောမှဆိုနေရနေပြောတဲ့လူနဲ့လိုက်ပြီးတော့ပြောဖို့အရေးကြီးပါတယ်ပေါ့နော်ပြောတင်တယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးအားလုံးသက်ကြည့်ရှုမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye bye